အားလုံးပဲမင်္ဂလာပါရှင် Read with me channel လေးမှာကြိုဆိုပါရရှင်ဒီ channel လေးကနေလူကြီးမိဘတို့နားတော်သားဆင်နိုင်ရန်အတွက်စိတ်ဝင်စားဖွယ်ကောင်းသောဝတ္ထုတိုကလေးများဝတ္ထုရှည်လေးများနဲ့ကလေးဝတ္ထုလေးများအားဖပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့ဖပြပေးမယ့်ဝတ္ထုတိုကလေးကတော့ဆရာတစ္ဆာနီးရေးသားထားသောကုန်းတိုင်းကြီးမှာလူပြောက်ချင်းဆိုသောကလေးဝတ္ထုများထဲမှညီမလေးမောမောဆိုသောဝတ္ထုတိုကလေးအားဖပြပေးသွားမှာဖြစ်ပါတယ်ရှင်။နားတော်သားဆင်ပေးကြပါအောင်ရှင်။ညီမလေးမောမောစောစောတီးမုံဆိုင်မှအထွက်နောက်မှညောင်းဟူသောအော်ဒန်ကလေးကိုကြားရသဖြင့်လှည့်ကြည့်လိုက်သောအခါအဖြူရောင်ကြောင်တေးသေးလေးတစ်ကောင်ကိုတွေ့ရလေသည်။သူရက်ကြည့်နေသောအခါကြောင်ကလေးကသူ့အနာချင်းကပ်လာပြီးခြေထောက်ကိုခေါင်းကလေးနှင့်တိုးဝှေ့ရင်းညောင်းညောင်းဟုအော်ပြန်သည်စောစောကထိုင်လိုက်ကကြောင်ကလေးကိုကောက်ချီကြည့်သည်ကြောင်ကလေးမှာသူထင်ထားတာထက်ပေါ့ပါနေ၏ကြောင်ကလေး၏အမွေးအမြင်တွေကနူးညံ့လာသည်စောစောကသူ့လက်ထဲမှအာလူးကျော်ထုတ်ကိုချကာကျွေးတော့ကြောင်ကလေးသည်အားရပါရစားလေတော့သည်မိနေခဲ့တော့နော်ငါပြန်တော့မယ်သူ့အကိုကြော်ကြော်ကသူ့ကိုမုံမာလိုက်တာပြန်ပို့ဖို့စောစောတည်းရသွားသည်အိမ်ဘက်ကိုပြန်ဆောင်လာတော့သူ့နောက်ကနေကြောင်ကလေးကကော့ကော့ပါအောင်လိုက်လာသည်ကြောင်ကလေးပိုက်စာနေတီကိုထင်တဲ့ဖြင့်သူကအာလူးကျော်တွေချကျွေး၏စားပြီးလျင်ကြောင်ကလေးကလိုက်လာပြန်လေသည်မိလူစကားနားမလဲဘူးလားငါတို့အိမ်ကိုလိုက်လို့မရဘူးဟုပြောတော့လဲကြောင်ကလေးကနားလည်ဟမ်းမသူစောစောမှအကျက်ရိုက်နေလေပြီသူတို့တွင်မိသားစု၄ယောက်ရှိသည်အဖေရဲ့အမေရဲ့9နှစ်အရွယ်ရှိသောသူ့အကိုကျော်ကျော်ရဲ့သူရဲ့သူက9နှစ်ရှိပြီမကြာခင်ကသူ့အကိုကျော်ကျော်သည်ကြွက်အနွယ်ဝင်ဖြစ်သောဟမ်စတာလေးတစ်ကောင်ကိုမွေး၏တရက်တွင်လှောင်အိမ်ထဲကထုတ်ထားခိုက်ဟမ်စတာလေးသည်သူ့အမေထမိန်တစ်ထည်ကိုကိုက်လိုက်ရာအပေါက်ကြီးဖြစ်၍သွားသည်ဒီကလေးကအိမ်တွင်ဘာအကောင်မှမမွေးရဟုအမေကအမိန့်ထုတ်လိုက်သည်ဒီတော့မင်းကိုငါအိမ်ခေါ်သွားရင်အမေစုလိုက်မယ်ပြန်မတော့ကွာထို့ပြောတော့လဲကြောင်ကလေးမှာသူ့နောက်မှလိုက်မြဲလိုက်လာလေ၏စောစောကမင်းမပြန်စရာအိမ်မရှိဘူးလားဟုမေးလိုက်တော့အခါညောင်းဟူတာအော်လေသည်လမ်းပြောင်းနေသောကြောင်ကလေးဖြစ်လိမ့်မည်သို့မဟုတ်ပိုင်ရှင်ဤစွတ်ပြစ်ခံရသောကြောင်ကလေးဖြစ်လိမ့်မည်မိုးဖွဲဖွဲကလေးတွေကြလာလေပြီကြောင်ကလေးကိုအပြင်မှာဒီတိုင်းထားခဲ့လျင်မိုးမိမှတေးကြသည်ကြောင်ကလေးကိုကောက်ယူကာသူ့အင်းကြီးရင်ဘတ်ထဲထည့်ပြီးအိမ်ဘက်သို့အပြေးပြန်လာခဲ့လေ၏ကျော်ကဟာဟဲ့ကောင်မင်းမုံဝဲသွားတာကြာလာကြီးလားရင်ဘတ်ထဲကဖောက်နေတာဘာကြီးတော့ဟုမေးလိုက်လေသည်စောစောကဘာမှမဟုတ်ပါဘူးသို့တော့ကြောင်ကလေးကခေါင်းထွက်လာကညောင်းညောင်းဟုအော်လေသည်ကျော်ကဟာမင်းဒီကောင်လေးဘယ်ရတော့စောစောကအကြောင်းစုံပြောပြလိုက်လေသည်ကျော်ကတလိษံကလေးတွေမွေးရတာဝါနာပါသည်ဟေးအဲ့ဒါဆိုတို့မွေးထားကြမလားဟာအမေကဘာအကောင်မှမဝေးရဘူးလို့ပြောထားတယ်လေဟာမင်းကလည်းငါတို့မသိအောင်ခိုးမွေးမှာပေါ့ဟာငါတို့ခန်းထဲမှာဖွက်ထားမယ်လေသူတို့ကကြောင်ကလေးကိုသူတို့နှစ်ယောက်အခန်းထဲခေါ်သွား၏စာအုပ်တွေထည့်သောကတ်ထူပုံတစ်ပုံကိုကြောင်ကလေးအိပ်ရန်နေရာလုပ်ပေး၏ကျော်ကသူ့အာလူးကျော်တို့ကိုဖောက်ကကြောင်ကလေးကိုကြွေးသည်ထို့အခိုက်အိတ်ခမ်းတကားဝမှသူတို့အဖေအတန်ပေါ်လာ၏ဟေးဟိုမြောင်ရှုံးနကအေးရပေါ်တက်စောနေကြပြီလားအေးရရဲ့ပြီးကိုမင်းတို့အမေစုလိုက်မယ်နော်ထိုအခါကြောင်ကလေးကိုဝတ်ချိန်မရလိုက်သူတို့အဖေကတကားဖွင့်ကအထဲဝင်လာသည်ဟင်ကြောင်ကလေးပါလားမင်းတို့အမေဘာပြောထားတယ်လဲအဖေကသူတို့နှစ်ယောက်ကိုအမေရှိနေသောမိဖို့ခန်းထဲခေါ်ဆောင်သွား၏အမေကလည်းကြောင်ကလေးကိုတွေ့တော့အံ့ဩနေလေသည်အဖေကမင်းစကားကိုမင်းသားရင်နားမထောင်ဘူးခုချက်ချင်းကြောင်ကိုအပြင်သွားပြလိုက်သို့တော့နေအောင်ဟုအမေကတားလိုက်သည်အပြင်မှာမိုးတွေရွာနေတယ်ဒီတိုင်းလှုပ်လိုက်ရင်မိုးမိပြီးတည်သွားမှာပေါ့ရှင်အော်မင်းမဲဒီအိမ်မှာဘာအကောင်မှမမွေးရဘူးလို့အမိန့်ထုတ်ထားတယ်လေအော်ရှင်ရလဲရှင်ဒါပေမဲ့ကြည့်ပါဦးကြောင်ကလေးကတေးသေးလေးလေးကလေးလေးပဲရှိသေးတယ်ကျမတို့ကလေးချင်းစာနာရမယ်လေရှင်ထိုအခါအဖေနှုတ်ပိတ်သွားလေသည်ကြောင်ကလေးကလည်းညောင်းညောင်းဟုအော်လိုက်လေ၏
အမီနဲ့ခွဲနေလို့နှုတ်စာဟန်တူပါတယ်ရှင်အမီကပကံပြားတဲ့နှုတ်ထက်ကတိုက်လေသည်ကြောင်ကလေးရရှာဖြင့်အငမ်းမရရက်နေလေသည်တော်တော်ဆာလောင်နေပုံရတယ်နော်ဟုအမေကပြောလိုက်ပြီးကြောင်လေးကိုကောက်ယူကဟဲအမလေးပဲဒီကြောင်လေးကိုကျမတို့မွေးကြရအောင်နော်ဟာမင်းဘလို့ဖြစ်နေတာတော့အော်ရှိမဲကျမတို့မှာတားတွေကြီးရှိနေလို့သမီးလေးတယောက်လိုချင်နေဆိုထိုအခါအဖေသည်လက်လျှော့သွားလေသည်စောစောကအဲ့ဆိုသားတို့သူ့ကိုဘလို့နာမည်ပေးမလဲအမေอืมငါမှကြော်နဲ့ဇော်ဇောဆိုတဲ့သားနှစ်ယောက်ကတော့ရှိပြီးသားဒီတော့ဒီသမီးကလေးကိုမမောလို့ပေးမယ်လीဤသို့ဖြင့်မော်မော်လေးအိမ်သို့ရောက်လာသည်မှာ3နှစ်ရှိလေပြီမော်မော်သည်လှပကချစ်စရာကောင်းသောကြောင်မကလေးဖြစ်လေသည်ကြော်နှင့်ဇော်ဇော်တို့ကသူ့ကိုညီမလေးမော်မော်ဟုခေါ်ကြလေသည်နားဆင်ပေးခဲ့ကြသောတိုးတယောက်ချင်းစီအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။တာယာအေးချမ်းသောနေ့ရက်ကလေးများအားပိုင်ဆိုင်နိုင်ကြပါစေရှင်။